င်္ဂလာပါမျိုးတို့ရေကျွန်တော်တို့ဒီတစ်ပတ်16ရက်6လကနေ20ရက်6လတစ်ပတ်စာလေးလဲကျွန်တော်တင်သွားပြီးမှဖြစ်ပါတယ်เนาะဒီနေ့မှာနေတိုင်းကိုတစ်ပတ်စာကိုပေါင်းပြီးတင်သွားပြီးပါမယ်เนาะကျွန်တော်ရဲ့ချစ်ဆွေတွေကျွန်တော်ကတင်ပေးတဲ့ဗီဒီယိုလေးတွေ like လေးတွေပေးပါ comment လေးတွေရေးသွားပေးပါအောင်เนาะတရားမှကျွန်တော်ရဲ့ချစ်ဆွေတွေက like လေးလည်းမပေးဘူး comment လေးတစ်ကြောင်းတော့မရေးမသွားဘူးเนาะစိတ်ထဲတော့မကောင်းပါဘူးကျွန်တော်တင်ပေးတယ်နေတိုက်တွေဆိုလဲအောင်တာပဲတစ်ပတ်စာတွေဆိုလဲမျိုး3မျိုးပြီး3မျိုးစလုံးအောင်တယ်ဗျာဘတ်တိုင်းပဲเนาะအဲ့တော့မှပဲမျိုးတို့ကအတိမက်ကလေးပြူတဲ့စာလေးတစ်ကြောင်းတော့မှပဲတကယ်တော့ရေးရမှာမျိုးပဲမရေးသွားဘူးဆရာကြီးပေါက်ပါတယ်ဘာညာဆိုတဲ့စကားလေးတော့မှရေးသွားဖို့ဘယ်သူမှမရှိဘူးဒါတော့ကျွန်တော်စိတ်မကောင်းလို့မျိုးတို့ဖွင့်ပြီးပြောပြတာဖြစ်ပါတယ်เนาะကျွန်တော်စိတ်မကောင်းလို့လည်းကျွန်တော်မတင်မဲနဲ့ကျွန်တော်ငြိမ်နေတာပေါ့ငြိမ်နေတာပဲကျွန်တော်မဖြစ်သေးပါဘူးသူတို့တွေလည်းငါ့ကိုမျှော်နေပါပဲဆိုတဲ့သဘောနဲ့ကျွန်တော်ဒီမနေ့မှာတော့ကျွန်တော်နေ့တိုင်းကိုတစ်ပတ်စာဆိုပြီးပေါင်းတင်လိုက်တာပါเนาะကျွန်တော်ရဲ့မျိုးတို့ရေဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ရေပတ်တီကျွန်တော်ရင်ပြောမယ်ပတ်တီကခွန်ပတ်တီဖြစ်ပါတယ်เนาะပရိတ်က6ပရိတ်6ပရိတ်တည်တယ်เนาะမျိုးတို့60တင်5 4နဲ့9ခွန်ပြင်3388ဆိုပြီးတော့အပူ2ခွက်နဲ့ရိုးရိုးက4ခွက်အားလုံးပေါင်းပရိတ်6က6ခွက်ဖြစ်သွားတယ်ဟုတ်ပြီဒီကနေ့ကကျွန်တော်ဒီကတော့6ခွက်ကိုထုတ်ပြီးထားပါတော့6ခွက်ကရေလို့ဒီဘက်ဒီချိန်နဲ့ရနေတာဆိုတော့ကျွန်တော်ဒီမှာပို့ပြီးရအောင်တော့စီရတာနဲ့ကျွန်တော်6ခွက်တင်ပြီးထားပါမယ်ဟုတ်ပြီအဲ့ဒါလေးလည်းမျိုး3ရက်မျိုးတော့မျိုးထုတ်ကြည့်ပါမယ်ကျွန်တော်ရှိမှာအတင်းဝင်တယ်ကျွန်တော်ရဲ့မျိုးရှိတော့အထူးမျိုးကလည်းဒီညာနဲ့မတူတဲ့အထူးမျိုးကလည်းဒီကြောင့်ကျွန်တော်ထုတ်ပြီးထားပါတယ်နော်ပြီးရင်ဒီဘက်ဒီနဲ့မတူတဲ့2ဘက်ဒီကျွန်တော်ထုတ်ပေးထားတယ်ပရိတ်ဆိုရဲဒီပရိတ်နဲ့မတူတဲ့အခြားပရိတ်တွေကိုကျွန်တော်ပေးထားတယ်နော်အဲဖိနဲ့အတင်းဝင်နဲ့မတူတဲ့ဥစ္စာတွေပါနော်ကဲဟုတ်ပြီအတင်းဝင်ထားတဲ့သူကလည်းပဲကျွန်တော်ရှိမှာ100ရာခိုင်နှုန်းစိတ်ချရတဲ့ပတ်တီ100ရာခိုင်နှုန်းစိတ်ချရတဲ့ပရိတ်နဲ့100ရာခိုင်နှုန်းမွေးကနန်းကျွန်တော်ထုတ်ပေးထားပါတယ်နော်မွေးကနန်းအခုလိုလည်းအကွက်မများဘူးကျွန်တော်အကွက်ဒီဘက်မှာကျွန်တော်ရဲ့တပတ်စာအတင်းဝင်တဲ့သူတွေကိုကျွန်တော်ကမွေးကနန်းက3ခွက်ကျွန်တော်ထုတ်ပေးထားပါတယ်နော်မျိုးတို့လုံးဝတန်စီရမယ်တပတ်စာ1000နဲ့အတင်းဝင်ကြည့်ပါမျိုးတို့တွေမျိုးတို့မျက်စိရပါမယ်လို့ကျွန်တော်အာမခံပါတယ်နော်ကျွန်တော်တို့ဒီနေ့တနင်္လာနေ့16ရက်6လ2025 12နာရီ10မိနစ်အတွက်ကတော့ကျွန်တော်တို့16ဝမ်းချိန်ပဲဖြစ်ပါတယ်ခင်ဗျာ16ဝမ်းချိန်ကျွန်တော်တို့ရဲ့ဒီကတော့ဒီနေ့မှာ16ဝမ်းချိန်ဆိုပြီးတော့ဝမ်းချိန်ကတော့3စုံရှိပါတယ်เนาะဒါကျွန်တော်တို့ဒီဝမ်းချိန်ကိုပုံမှန်အရင်ဘက်ကပေးထားတဲ့အတိုင်းဆိုမနေ့ပေးတဲ့ဝမ်းချိန်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဝမ်းချိန်ကိုအစားသုံးရခြင်းဖြစ်ပါတယ်เนาะတကယ်လို့ဒီဝမ်းချိန်ဟာဒီမနေ့မှာထွက်သွားတယ်ဆိုရင်ညနေမှာ73ပြီးလို့လည်းရပါတယ်เนาะဟုတ်ကဲ့ပါအဲဆိုရင်ကျွန်တော်တို့ဒီ6ဝမ်းချိန်မထိမပေါက်တဲ့ဝမ်းချိန်လေးကိုဖြစ်ပါတယ်အဲဆိုရင်ဒီကိုကျွန်တော်တို့ဘတ်ထုတ်ပေးထားတဲ့13 10 10ပုံဒီရှိဆိုပြီးတော့ဒီကို9ဘွဲ6ကိုဆိုလည်းပဲ6ကို6 3 6လေးပြီးတော့6တဲ့30ဆိုပြီးတော့ကျွန်တော်ကနန်းလေးထုတ်ပေးထားပါတယ်အားလုံးဖွင့်နေပါတယ်အောင်ပွဲနဲ့ဂျိုနိုင်ကြပါစေကဲငွေလူနေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေငွေလူကြီးတွေလက်ရှိကြပါစေเนาะကဲမရှိအောင်ကြပါစေခင်ဗျာ
like လေးတွေပြီး comment လေးတွေရေးသွားပြီးကိုမြတ်တာရက်ခံတောင်းဆိုပါတယ်ဒီ channel subscribe လေးတွေလုပ်ထားပြီးကိုထပ်မံတောင်းဆိုလိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်နော်